စိတ်ကြီးမှာသုံးသွားလို့ခွေးဟုတ်တွေတွေ့နေတဲ့ဘန်နာရေးဟာမှမဆိုင်ဘူး။ဒါတော့မှဘန်နာရေးတစ်ပါးမှရှိရဲလူလုံးလုံးပြီးတယ်။တော့အဲ့လူလုံးမှားနေတဲ့အမှားတွေရန်နေပြီ။ဒီ management level C level ရောက်တဲ့ခါကျတော့ဒီ finance ကလည်းမရှိမရှိလိုအပ်တဲ့ subject ခုနေတဲ့မြင်လာပါတယ်ဆရာပြောတဲ့ထက်မှာ operation ရယ် investing ရယ် financing ရယ်ပေါ့နော်ဒီ sector ၃ခုကကျွန်တော်တို့ grow ဖြစ်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ business တွေအများကြီးတိုးတက်သွားမယ်ပေါ့နော်လုပ်ငန်းတစ်ခုမှာကို C level လို့သတ်မှတ်လိုက်ပြီဆိုလို့ရှိရင်တော့ဆရာလိုမျိုး financing management training နောက် CEO program training တက်ခုတက်တယ်CEO ဘိုင်းဆိုင်ရာမှာပေါ့နော်ကိုကတခြား investment တွေလုပ်မယ်ဆိုလို့ရှိရင်လည်းဘယ်ဟာတွေကိုကြည့်ပြီးတော့မှ investment လုပ်အောင်လဲဆိုတာလေးသိရှိလာပါတယ်။ finance ကတော့ပိုင်ရှင်တိုင်းလုပ်ငန်းရှင်တိုင်းအပ်တတ်ပဲပေါ့။ဟုတ်တယ်စောဒီဂိမ်းရမကြီးရလား။အခုတော့ Making a world of difference. Maxamax Solution.